မြစ်ဆုံရေကာတာစီမံကိန်းအပြီးတိုင်ဖြစ်တဲ့မှုကချင်ဒေသခံတွေနဲ့ကချင်အရက်ဖက်အဖွဲ့အစည်း49ဘက်ကဧပြီလ9ရက်နေ့မှာသူတို့ရဲ့သဘောထား9ချက်ပါတဲ့ကြေညာချက်ကိုထုတ်ပြန်ထားပါတယ်။အဲ့ဒီကြေညာချက်ထဲမှာမြစ်ဆုံစီမံကိန်းအပြီးတိုင်ဖြစ်တဲ့မှုအပါအဝင်အာဏာသိမ်းစစ်အုပ်စုနဲ့တရုတ်အစိုးရပိုင်းကုမ္ပဏီတွေအနေနဲ့မြစ်ဆုံစီမံကိန်းအသင်းအဓမ္မကောင်တယ်ဖော်ဖို့စီယုံနှိုးဆော်မှုတွေပြန်လည်အကောင့်တွေဖော်နေမှုတွေကိုချက်ချင်းရပ်တန့်ရမယ်လို့ဆိုပါတယ်။အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိသူမတ်ဆိုင်မိုင်ကိုမြန်မာနေရှာသတင်းဌာနကစစ်တပ်မေးမြန်းထားပါတယ်။အာဏာသိမ်းစစ်အုပ်စုနဲ့ဒီတရုတ်နိုင်ငံတို့ကမြစ်ဆုံစီမံကိန်းကိုပြန်လုပ်ကင်မှုချိုးပန်းနေမှုနဲ့ပတ်သက်လို့သဘောထား9ချက်ကိုကချင်ဒေသခံတွေနဲ့ဆရာမတို့ရပ်ဖက်ဖွဲ့စည်းပုံ49ဘက်ကထုတ်ပြန်ထားတာတွေ့ပါတယ်။ဒီလိုချင်းကလာမှာဘာကြောင့်ဒီလိုထုတ်ပြန်လိုက်ရတယ်ဆိုတဲ့ဟာလေးသိချင်ပါတယ်ကျမတို့ရပ်ဘက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေပူးပေါင်းပြီးတော့ထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်ရတဲ့အကြောင်းရင်းကတော့ဒီတစ်ဖက်မှာပေါ့နော်စကားဆရဲ့အကူအညီနဲ့ဒီစစ်အစိုးရရဲ့အစိုးရကနေဖွဲ့စည်းပေးထားတဲ့မြစ်ဆုံပြန်လေတိစောက်နေရေးကော်မတီကနေပြီးတော့ကချင်ပြည်နယ်ဒေသခံတွေကိုခေါ်ယူပြီးတော့ပေါ့နော်တွေးဆုံဆွေးနွေးပွဲတွေလုပ်တယ်ခေါ်ယူတဲ့ဆွေးနွေးပွဲခေါင်းစဉ်ကိုကကြတော့ဒီမြစ်ဆုံထောက်ခံရေးမြစ်ဆုံပြန်လေစတင်ရေးလို့မပြောဘဲနဲ့ခေါင်းစဉ်ကိုမပွင့်မလင်းနေနဲ့ဖိတ်ခေါ်ပြီးတော့ပေါ့နော်စီဝေးခေါင်းစဉ်ကိုအမျိုးမျိုးတက်ပြီးတော့ဖိတ်ခေါ်ပြီးတော့စီဝေးမှာကကြတော့မြစ်ဆုံပြန်လေစတင်နိုင်ဖို့မြစ်ဆုံစီမံကိန်းကဘယ်လိုမျိုးကောင်းကြောင်းဒေတာဖွံ့ဖြိုးရေးကိုနိုင်ငံဖွံ့ဖြိုးရေးအတွက်ဘယ်လိုကောင်းကြောင်းမီးရရှိမယ်ဖွံ့ဖြိုးမယ်အလောက်ကန်ခွန်းလန်းတွေရရှိမယ်စသဖြင့်ပေါ့နော်ဝါဒဖြန့်တဲ့ဟာဒီကိုခက်စိတ်လုပ်လာတယ်တစ်ဖက်မှာကလည်းသူတို့ကိုဒီစီမံကိန်းကိုစန့်ကျင်မယ်ဆိုရင်ဒီဈေးဥပဒေနဲ့အရေးယူမယ်ပြီးဆိုပြီးပြန်ပြီးချင်းချောက်ထားတဲ့အရာတွေကြောင့်ကျမတို့အခုလိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်စစ်အုပ်စုကမြစ်ဆုံစီမံကိန်းကိုပြန်ဆောက်ဖို့ဒေသခံတွေကိုဘယ်လိုနည်းလမ်းတွေနဲ့ဆွဲဆောင်စည်းရုံးနေပါသလဲဒေသခံလူထုနဲ့တိစုံဆွေးနွေးနေမှုတွေကဘယ်နှချင်းရှိနေပါပြီလဲဘယ်လိုမျိုးဒေတာခန်တွေကိုစီးယုံနေလဲဆိုတော့သူတို့အနေနဲ့ကတော့ဒီအစည်းအဝေးတွေလာရောက်တက်ရောက်ဖို့ပေါ့နော်ဖိတ်ခေါ်တယ်ပေါ့နော်ပြီးရင်ဒီဘာသာရေးအဖွဲ့အစည်းတွေဘာသာရေးအဆောက်အဦတွေမှာသူတို့တွေအစည်းအဝေးခေါ်ပေးပါနော်သူတို့ရဲ့လက်ပါစီအုပ်ချုပ်ရေးမှုတွေကိုယူအစည်းအဝေးကိုမတက်မနေရတက်ရောက်ခိုင်းပြီးတော့တွေ့ဆုံပြီးတော့စီယုံရေးတွေလုပ်နေတယ်ကျမတို့ဒီပြန်ကြားရတာကတချို့ဒီဒေတာခန်တွေဆိုရင်ဘာအစည်းအဝေးမှလည်းမသိဘူးလာရမယ်ဆိုလို့သူတို့လာတယ်တချို့ဒီဒေတာဘက်မှာဆိုရင်စစ်ပြေးဒုက္ခတွေအများကြီးရှိတယ်စစ်ရှောင်တွေပေါ့နော်အများကြီးရှိတယ်သူတို့ဆိုရင်ဆံဝေပေးမယ်ဆိုတဲ့ဟာမျိုးတွေကြားလို့လာတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်သူတို့အနေနဲ့မြစ်ဆုံဒေတာမြစ်ဆုံရေကာတာစီမံကိန်းကြီးပြန်လည်စတင်ဖို့အစည်းအဝေးလုပ်တယ်ထောက်ခံမှုယူတဲ့အစည်းအဝေးဖြစ်တယ်ဆိုတာကိုမသိရဘဲနဲ့ပေါ့နော်ဆံဝေပေးတယ်ဆိုတဲ့ဟာမျိုးတွေပဲတိပြီးတော့တွားတဲ့ဟာမျိုးတွေဖြစ်နေရပေါ့နော်တကယ်ပဲဒေတာခန်တွေကဒီပြောလာတဲ့အရာဆိုရင်ဒီလိုမြစ်ဆုံစီမံကိန်းဆောက်ဖို့အတွက်အတီးပြုယူတဲ့လူထုတွေ့ဆုံပွဲဆိုရင်တို့အနေနဲ့မတက်ရောက်ဘူးပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေနဲ့တို့စီယုံရေးလုပ်တယ်တချို့တလေမှာကျတော့တို့အစိုးရဒီမျိုးတော်ခမ်းမလိုမျိုးနေရာမှာတွေဌာနဆိုင်ရာနေရာတွေမှာဆိုရင်တော့တို့အစည်းအဝေးမြစ်ဆုံရေကာတာပြန်လေစတင်နိုင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့တက်ပြီးတော့လုပ်တဲ့ဟာတွေပေါ့နော်အခုဆိုမူးညင်းဘက်ထီတောင်တို့ရောက်နေပြီပေါ့နော်အကြိမ်ပေါင်းကအခုဆိုရင်ဒီ16ကြိမ်မကတော့ပေါ့နော်အထက်ရှိနေပြီပေါ့တို့လှုပ်ဆောင်နေတဲ့ဟာလက်ရှိမြစ်ဆုံစီမံကိန်း area နဲ့အနီးဝန်းကျင်တွေကဘယ်လိုရှင်းနေတွေရှိနေပါသလဲ။ဘာတွေဖြစ်နေပါသလဲ။လက်ရှိစီမံကိန်း area မှာဘာတွေဖြစ်နေလဲဆိုတော့အဲ့တို့စီမံကိန်း site တတ်မှတ်ထားတဲ့နေရာမှာကျတော့တို့ gate တွေထားရှိထားရလေနော်။ဆိုတော့ကျမတို့အနေနဲ့ဝင်ရောက်ခွင့်မရှိတဲ့အတွက်တွာလာခွင့်တွေပိတ်ပင်ထားတဲ့အတွက်အသေးမှာတော့ဘယ်လိုဖြစ်နေလဲဆိုတာတော့မမီရဘူး။တို့တော်ညလဲကျမတို့ဒီ AOT မြစ်မှာလေစီးပြီးတော့တွားမယ်ဆိုရင်တစ်ဖက်တစ်ချက်မှာပေါ့နော်။ဒီမြစ်ဆုံရေကာတာစီမံကိန်းကြီးရဲ့ site အပြင်ကျမတို့ဒီမြစ်ကြီးနားမြို့ပေါ့နော်ဒီဗလာမင်းတင်တအောက်ဘက်မှာတွေကအစပေါ့နော်ရွှေအကြီးအကျယ်တူးနေတဲ့ဟာမျိုးတွေကတော့
လှုပ်ဆောင်နေတဲ့ဟာတွေမြင်ရတယ်ပေါ့နော်ဒီလိုမျိုးနှစ်စဉ်ကျမတို့ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာနှစ်စဉ်ရေကြီးပြီးတော့မြစ်ကြီးနားဒေသခံတွေရေကြီးတဲ့တန်ကိုနှစ်စဉ်ခံရတယ်ဒီဟာတွေကိုကြိုတင်ကာကွယ်ဖို့မလုပ်ဘဲနဲ့ပေါ့နော်ရွှေတူးနေတဲ့ဒီမြစ်ကြောင်းတွေကိုချက်ပြီးတော့ရွှေတူးနေတဲ့အကြီးစားဒီစက်ဖောင်တွေနဲ့ရွှေတူးနေတဲ့ရန်တရားတွေနဲ့ဆက်ဒီရွှေတူးနေတဲ့အရာတွေကတော့လှုပ်ဆောင်နေတာတွေတော့ကျမတို့မြင်ရတယ်ပေါ့နော်ဆိုတော့အထက်ပိုင်းမှာလည်းတောင်တွေဆိုလည်းဟိုအရင်မြစ်ဆုံမစခင်ကတည်းကနေတောင်ကတုံးတွေဖြစ်ပြီလေနော်ဘာမှမကြံတော့ပါဘူးဆိုတော့အထဲမှာဘယ်လိုရှိနေလဲဆိုတဲ့ဟာကတော့ကျမတို့မမြင်ရဘူးမြင်ရတဲ့ဟာကတော့မြစ်ကြောင်းတစ်လျှောက်အကြီးအကျယ်ရွှေတူးနေတဲ့ဟာတွေမြင်ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကမြစ်ဆုံအထက်ဘက်မှာကဒီတိုက်ပွဲတွေပေါ့နော်လက်နက်ကင်အဖွဲ့တွေအများကြီးရှိတယ်သူကအရန်ရှုပ်ထွေးတဲ့နေရာပြည်သူစစ်တွေလည်းအများကြီးရှိတဲ့နေရာနော်လက်နက်ကင်တပ်ဖွဲ့တွေလည်းရှိတယ်အရန်ခြေချင်းရှုပ်နေတဲ့နေရာဖြစ်တယ်မကြာအဲ့ဘက်မှာတွေကတိုက်ပွဲတွေပြင်းထန်တယ်ပြီးခဲ့တဲ့လာဆန်ပိုင်းလောက်ကသူတို့ထုတ်ပြန်ထားတဲ့မာရှယ်လောပေါ့နော်ထုတ်ပြန်ထားတဲ့နေရာမှာဆိုရင်ဒီမြစ်ဆုံအထက်ပိုင်းတွေလည်းပါတယ်ပေါ့နော်ပြန်ဆောက်ဖို့ကြိုးပမ်းလာတဲ့မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ဒေသခံလူထုနဲ့စစ်ပေးဆောင်တွေကြားထဲမှာဘယ်လိုစိုးရိမ်မှုတွေရှိနေပါသလဲကျမတို့အနေနဲ့ကတော့လက်ရှိဒီတိုက်ပွဲတွေဖြစ်နေတယ်เนาะဒီတိုက်ပွဲတွေကြောင့်ဒီမြစ်ဆုံအထက်ဘက်ကပြည်သူတွေလည်းဒီတိန်ကနန်နီပါပေါ့เนาะကျမတို့ကချင်ပြည်နယ်မှာဆိုရင်ဒီကချင်စစ်ပြေးဒုက္ခတွေဆိုရင်ကျမတို့တိန်ချီလာပြီဖြစ်တယ်เนาะများစွာတော့ပြည်သူတွေတိုက်ပွဲကြောင့်ကိုယ့်ရဲ့နေအိမ်တွေကိုနေရက်တွေကိုစွန့်ခွာပြီးတော့ဒီမြစ်ကြီးနားမြို့တဝိုက်ဘက်မှာတွေအနီးတဝိုက်မှာတွေကျမတို့ခိုလုံနေကြရတယ်ပေါ့နော်ဒီလိုအချိန်မှာကျမတို့စာဝတ်နေရေးတွေအင်မတန်မှခက်ခဲတယ်အခုဆိုရင်လူသားချင်းစာနာထောက်ပံ့မှုတွေကုံလျှော့ချပြီးတော့စားဖို့တောက်ဖို့တွေအရင်ခက်ခဲနေရတဲ့အနေအထားတွေဖြစ်တယ်တချို့ IDP camp ပေါ့နော်မြစ်ကြီးနားမှာဆိုရင်အခု2ခုလောက်ရှိပြီအတင်းတမနေရပြန်ခိုင်းတဲ့ဟာမျိုးတွေပေါ့နော်တစ်ဖက်မှာဒီ IDP တွေကလည်းဆက်နေပြီဆိုလဲအစားတောက်ခက်ခဲတဲ့အတွက်သူတို့အနေနဲ့မလုံခြုံတော့ညာလဲပြန်ရတဲ့ဒီ IDP camp တွေပေါ့နော်ဒီအထူးပေးဂါရယန်တို့ဘက်မှာ IDP တွေဆိုပြန်ပြီးတော့မိမိရဲ့နေရက်ကိုပြန်နေရတဲ့ဟာမျိုးတွေဖြစ်နေတယ်ဒီလိုအခြေအနေမှာဒီမြစ်ဆုံစီမံကိန်းကြီးကထပ်ပြီးတော့လုံးမယ်အတင်းတမလုံးမယ်ဆိုရင်ကျမတို့အနေနဲ့ကတော့ဒီတိုက်ပွဲတွေကျမတို့မျှော်လင့်နေတဲ့ငင်းချမ်းရေးနိုင်ငံရေးဖြစ်ရှိမှုတွေကအလံဝင်းနေအောင်မှာပဲဆိုပြီးပို့ပြီးတော့စိုးရိမ်ပါတယ်လို့ကချင်ပေါဝင်နိုင်ငံတော်မှာပဋိပက္ခတွေနဲ့ဒီလိုမတည်မငြိမ်မှုတွေကြားထဲမှာတရုတ်နိုင်ငံကဒီလိုအာဏာသိမ်းစစ်အုပ်စုနဲ့အပေးအယူလုပ်တွန်းအားတွေပေးပြီးတော့အလင်းအမြန်မြစ်ဆုံစီမံကိန်းကိုပြန်လုပ်ကိုင်မှုဆောင်ရွက်လာတာနဲ့ပတ်သက်လို့ဘယ်လိုမြင်ပါသလဲဒီတရုတ်အနေနဲ့ကတော့တရုတ်ရဲ့ယင်းနှိမ့်မြုံနှံမှုတွေကမြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုကိုခွင့်ကောင်းယူပြီးတော့စကစနဲ့ပေါ့နော်လက်ဝါးချင်းရိုက်ပြီးတော့စကစရဲ့လိုအပ်တဲ့စစ်ရေးထောက်ပံ့တွေကိုထောက်ပံ့ပြီးတော့နိုင်ငံတကာမှာလည်းနိုင်ငံရေးအရာတန်တမန်အရာမှာကာကွယ်ပေးပြီးတော့မြန်မာပြည်ကတရားစာဒတွေကိုမတရားရယူနေတယ်လို့ပဲကျွန်မအနေနဲ့မြင်ပါတယ်လို့ဆိုတော့သူတို့ဘာကြောင့်ဒီလိုလုပ်လဲဆိုရင်အခုသူတို့ရဲ့စွမ်းအင်ပေါ့နော်တရုတ်ရဲ့ဒီကမ္ဘာမှာမြေရှားနဲ့ဒေါ်လာကောင်းဒီစွမ်းအင်ရင်းမြစ်တွေပေါ့နော်သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက်လိုအပ်ချက်တွေကစီးပွားရေးပေါ့နော်လမ်းကြောင်းတွေကအစထောက်ဖို့ပေါ့နော်ဒီလမ်းကြောင်းတွေကအစဒီမြန်မာနိုင်ငံကအရန်အချက်ကြားတဲ့အထက်မှာပါတယ်ဆိုတော့သူတို့အနေနဲ့ဒါတွေကိုလက်ဦးမှုရယူဖို့ကအရေးကြီးတယ်ဒါတွေရယူထားမယ်ဆိုရင်သူတို့အနေနဲ့သူတို့ရဲ့နိုင်ငံရဲ့စွမ်းအင်ရင်းမြစ်အပြင်ထောက်ဖို့အသေးယူထောက်ဖို့အတွက်ပေါ့အများကြီးထောက်ကူဖြစ်သွားမယ်အဲ့ဒါအကြောင်းမို့သူတို့ကဒီစစ်အစိုးရကိုသူတို့ကလက်ဝါးချင်းရိုက်ပြီးတော့နိုင်ငံတကာမှာတန်တမာအရာတော်၎င်းကာကွယ်ပေးနေတယ်နော်စစ်ရေးရတော်၎င်းထောက်ပံ့ပေးနေတယ်နော်ဒါမျိုးတွေလုပ်ပြီးတော့အခုဒီကျမတို့နိုင်ငံမှာဥပဒေတွေမရှိနေတဲ့အချိန်မှာဒါတွေကိုအခွင့်ကောင်းယူပြီးတော့အမြန်အဆန်သူတို့ဒီရင်းမြစ်တွေစွမ်းအင်ရင်းမြစ်တွေသူတို့ထုတ်ယူဖို့တာဆူနေတာဖြစ်တယ်ပေါ့နော်မြစ်ဆုံစီမံကိန်းကိုပြန်ဆောက်ဖို့လုပ်ကိုင်နေတာဟာ
လက်ရှိလက်နက်ကိုင်ပဋိပက္ခကိုဘယ်လိုမျိုးတရားမှုတွေဖြစ်ပေါ်စေပါသလဲခင်ဗျဘယ်လိုမျိုးပဋိပက္ခတွေဖြစ်ပေါ်စေပါသလဲ ဒီမြစ်ဆုံစီမံကိန်းဒီနေရာအပြင်ဒီမြစ်ဆုံအထက်ဘက်မှာတွေဆိုလဲကျမတို့ဒီလက်နက်ကင်တိုက်ပွဲတွေကပေါ့နော်အကြီးအကျယ်ဖြစ်နေတယ်အဲ့ဘက်မှာတိတ်နဲ့ချီတဲ့ပြည်သူတွေကဒီစစ်ပြေးဒုက္ခတွေအနေနဲ့စစ်ရှောင်အနေနဲ့ကျမတို့ရှောင်ခွာနေရတယ်နော်ဆိုတော့ဒီလိုအခြေအနေမျိုးမှာသူတို့ကဒီစီမံကိန်းကြီးကိုအတင်းတမလှုပ်ဆောင်မယ်စီမံကိန်းကြီးကနေရတဲ့ဝင်ငွေတွေနော်ရရှိရေးအတွက်သူတို့ရဲ့အကျွေးမြီတွေရဆက်ဖို့အရေးနော်သူတို့ရဲ့စစ်အတုံးစရိတ်တွေရဖို့အရေးတစ်ခုကိုပဲကြည့်ပြီးတော့ဒီစီမံကိန်းကြီးတွေကိုအကြီးစားစီမံကိန်းကြီးတွေကိုအတင်းတမဖော်ဆောင်သွားမယ်ဆိုရင်ကျမတို့မျှော်လင့်နေတဲ့ဒီငိမ့်ချမ်းရေးကပို့ပြီးတော့အလန်းဝေးနေပြီးတော့စစ်ပွဲတွေကိုအရှိန်ဟုန်မြင့်စေမယ်လို့ကျမတို့အနေနဲ့မြင်ပါတယ်အခုဆိုလဲကျမတို့တနိုင်ငံလုံးเนาะနေရက်တိုင်းလိုပဲเนาะကလေးတွေကျောင်းတွေဆေးရုံတွေဘုံကျဲခံနေရတယ်လူတွေနေတာအသက်เนาะပေးနေရတယ်သူတို့တွေဒီလိုမျိုးစစ်အတုံးစရိတ်တွေအတွက်သူတို့ဝင်ငွေတွေအတွက်သူတို့ဒီလိုအကြီးစားစီမံကိန်းတွေပဲသူတို့ထုတ်ရောင်းနေတာဖြစ်တယ်เนาะသူတို့ရဲ့ဝင်ငွေကအခြားနီလာမရှိဘူးမြန်မာပြည်ကတယံဇာတာတွေကိုเนาะတရုတ်ကိုဝါကွက်အောင်မယ်အမယ်ပြီးတော့သူတို့ရဲ့လိုအပ်တဲ့စစ်အတုံးစရိတ်တွေเนาะဒါတွေကိုသူတို့ရယူတယ်နိုင်ငံတကာမှာတန်တမန်မှာလဲသူတို့အနေနဲ့တရုတ်ရဲ့အကာအကွယ်ရယူဖို့ဒီဟာတွေကိုပဲသူတို့ဝါကွက်ထိုးကြွေးပြီးတော့သူတို့ဆက်လုပ်နေတာဒီလိုမျိုးမတည်ငြိမ်မှုကိုအခြေခံထားတဲ့နေရာမှာအုံမြင့်ဖြစ်နေတဲ့အရာမှာဒီစီမံကိန်းကြီးတွေကိုဆက်ပြီးလုပ်မယ်ဆိုရင်တော့ကျမတို့ရဲ့နိုင်ငံရေးပဋိပက္ခကိုပို့ပြီးတော့မိစထိုးပေးတယ်လို့ဖြစ်စေမှာဖြစ်ပါတယ်။လက်ရှိစစ်ဆိုရဟာမြစ်ဆုံစီမံကိန်းကိုဒီဇိုင်းတချို့ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒီစီမံကိန်းရဲ့အရွယ်အစားတွေဖြစ်ပေါ်လာမဲ့ပုံမှန်တရံကိုအများပြည်သူတွေနားလည်အောင်ရှင်းပြပေးပါ။စစ်ဆိုရပေါ့နော်မြစ်ဆုံစီမံကိန်းကိုဒီဇိုင်းပြောင်းထားတယ်ဘယ်လိုမျိုးကောင်းအောင်သူတို့လုပ်မယ်အရွေးစားကိုလည်း short ချထားပါတယ်ဆိုတဲ့ဟာမျိုးတွေတို့ပြောနေပေမဲ့တရားဝင်သူတို့ဘလောက် short ချတယ်ဆိုတဲ့အရာကိုသူတို့မပြောတရားဝင်ထုတ်ပြန်ထားတာမတွေ့ဘူးပေါ့နော်သူတို့ရဲ့အပြောပဲရှိတယ်ဒီမှာဆိုရင်သူတို့က concrete type ပုံစံမျိုးနဲ့သူတို့ဘယ်လိုခိုင်ခန့်အောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးလောက်ပဲသူတို့ပြောထားတာဖြစ်ပါတယ်လို့ဆိုတော့ကျမတို့အနေနဲ့လည်းဒါကိုလုပ်ချင်တယ်ဒီသတင်းမီဒီယာအနေနဲ့ပေါ့နော်ဒါကိုရရှိဖို့အတွက်ကိုဒီမြစ်ဆုံရေကာတာပြန်လည်ဖော်ဆောင်ရေးကော်မတီပေါ့နော်အဲ့မှာဂျန်ခုံဆိုတဲ့သူလည်းပါတယ် Facebook မှာရှာလို့ရတယ်ဆိုတော့ဒီသူတို့ကိုလည်းဓာတ်ရိုက်ဆက်သွယ်ပြီးမေးမြန်းပေးပါသူတို့အနေနဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပွန့်ပွန့်လင်းလင်းဆွေးနွေးချင်တယ်ဒီဘိတ်တွေလုပ်ချင်တယ်ဆိုတဲ့ဟာမျိုးတွေကအစသူတို့ရေးသားထားတာတွေမြင်တွေ့ရတယ်ပေါ့နော်ဆိုတော့သူတို့ကိုလည်းဆက်လက်ပြီးမြင်းမြန်းပြီးတော့ပြည်သူတွေကိုချပြပေးပါလို့ကျွန်မပြန်လဲတောင်းဆိုချင်ပါတယ်မြစ်ဆုံစီမံကိန်းကိုအပြီးတိုင်ဖြစ်သိမ်းနိုင်ဖို့လူထုရပ်ဖက်ဖွဲ့စည်းနေနိုင်ငံတကာတာဝန်ရှိသူတွေကိုဘာတွေတောင်းဆိုချင်ပါသလဲဘာတွေလုပ်စီချင်ပါသလဲကျမတို့ဒီကချင်ရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေတာခန်တွေပေါ့နော်အနေနဲ့ကတော့မြစ်ဆုံအရေးကဒီ ARD မြစ်ကကျမတို့ကချင်ပြည်နယ်ဒေတာတစ်ခုကိုပဲစိုးကြိုးတက်ရောက်စေတာမဟုတ်ဘူးလေနော်ကျမတို့လူသိန်းနဲ့ချီတဲ့ကျမတို့မြန်မာပြည်သူပြည်သားတွေနော်ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်း ARD တိုင်းစသဖြင့်ပေါ့နော်ဒီမကွေးတိုင်းပေါ့နော်တလျှောက်ကျမတို့ဒီ ARD မြစ်ဖြတ်သွားတဲ့တလျှောက်ပြည်သူတွေရဲ့ဘဝတွေနော်စိုက်ပျိုးရေးလုပ်ငန်းတွေအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေများစွာတော့ပြည်သူတွေရဲ့ဘဝကိုဖျက်ဆီးသွားနိုင်စေနိုင်တဲ့အရာဖြစ်တဲ့အတွက်နော်အသက်အိုးအိမ်တွေကိုချိန်ချောက်နေတဲ့စီမံကိန်းကြီးဖြစ်တဲ့အတွက်မြန်မာပြည်တဝမ်းကကျမတို့ပြည်သူတွေအားလုံးလည်းကျမတို့ကချင်ပြည်သူနဲ့အတူဒီစီမံကိန်းကြီးဖြစ်သိမ်းဖို့ဆက်လက်ပြီးတော့ရပ်တည်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်နိုင်ငံတကာကလူတွေကိုရောကျမတို့ဒီလိုမျိုးကျမတို့ရဲ့ပြည်သူတွေရဲ့ဘဝတွေကိုအမျိုးမျိုးပေါ့နော်စတဲ့ပြီးတော့လှုပ်ချင်တိုင်းလှုပ်ခွင့်ရနေတဲ့ယင်းနှမြုံနှံသူတွေကုမ္ပဏီတွေနိုင်ငံတွေကိုလည်းထိရောက်တဲ့ဆန်ရှင်တွေအရေးယူမှုတွေကိုလှုပ်ဆောင်ပေးပါလို့တောင်းဆိုချင်ပါတယ်